တက်မှန်းတော့ ရတယ်ကိုအဲ့ညာကျွန်တော်ပြည့်လားတက်ပြလိုက်တယ်ဒီကပုံညနေလေးပေါင်းပေးလို့ရတယ်ကျွန်တော်မာလာတကြီးကရန်ရေးကြည့်ဘာမှလဲဟောတွေ့ပြီခဏဆောင်ရောက်ကူးလာရတယ်မကိုမာရရရလား ကိုမားရဲ့ပစ္စည်းတွေကရပြီနေတွေပူလိုက်တာကိုရင်မနေ့တည်းမွေ့မျောနေတာအေးလေးတောက်ပါအောင် ရပါတယ်ရဘယ်လောက်လဲကိုဈေးနှုန်းကဘယ်လောက်ဖြစ်သွားပြီ ဒီကောင်လေးလားအခုရေဘယ်လောက်ယူမလဲရှင် ကိုခုရင်နဲ့ရွေးကြမဟုတ်လေထားလိုက်တယ် ဟောဟိုကလေဖားလိုက်ဆိုရင်လေမွေ့ဒီကောင်အများကြီး2200ထားပေးလိုက်မယ်အဲ့ဒါတော့အကုန်မလို့ထားပေးတာမှတ်မိပါတယ်ကိုကလေမွေ့ကမေးကြည့်တာဟုတ်ပြီးတော့လေအခုဟိုတစ်ခေါက်လေဒီအဖွင့်လေးပတ်တာလေးမှားတာနဲလို့လေအဲ့ဒါဘယ်လောက်ကြံသေးလဲကို30လောက်ပဲရှိတော့လေဖုံးဆက်ထားလေ 30လောက်ပဲရှိတယ်ဆိုရင်တဲ့အဲ့ဆိုရင်ဒီကောင်လေးကကြတော့ခုဈေးကဟိုလောက်ဖြစ်သွားပြီ20မှာ2100ဒါကတော့အကိုပေးနိုင်တဲ့ဈေးပေါ့နော်အဲ့ဒါကောင်လေး2100နဲ့ပေးလို့ရတယ်ပြီးသွားရင်လေကာတောက်တွေလေအကိုဟိုတစ်ခေါက်မှာလေကာတောက်တွေတဲ့မို့လို့တွေ accessory ကဈေးတွေချထားပေးတာဆိုတော့ဒီကောင်လေးဆိုတစ်ချောင်းမှာ2000နဲ့ဒါအကိုပထမယူတဲ့ဟာပဲ ယူသွားလိုက်မယ်လေဒီကောင်3ခုရှိရဆိုတော့ဒီကောင်ပါလို့လေနော်ထည့်လိုက်ဟုတ်ထည့်လိုက်ဒီကောင်ကိုကျွန်တော်ပြပြမယ်ဒီကောင်ကိုကျွန်တော်နှစ်ဖာပေးဒီကောင်က2ဖာအပွင့်လက်ကရ2ဖာတစ်ဖာမှာ200ပါမလားဟုတ်200ပါဆိုတော့400ပေါ့နော်အဲ့ဒါဆိုဒီကောင်ကျွန်တော်4ဖာပေးဒီကောင်က4ဖာထည့်လိုက်နော်ဟုတ်ဒီချောက်ကကြတော့ကျွန်တော်ကို2000တော့လေ1900လောက်600လောက်ထည့်လိုက်ဟုတ်ကဲ့အဲ့ဆိုဒါတွေကတော့မွေဘောင်ချအသစ်ထပ်ဝင်လိုက်မယ်လေအကုန်မှားရဲ့ထဲမှာတော့မှန်တဲ့လိုင်နာတွေပဲဆိုတော့လေဒါလေးကဆိုထပ်ပြီးတော့ဖွင့်ပေးမယ်အခုထည့်ပြီလေဘောင်ချထည့်ပြီလေဟုတ်ကဲ့ရှင်ဟုတ်ကိုဒီကလာနော်ဒီလားရောဒီလားငါတိုက်စီအောင်ငါပြီးတော့လမ်းလေးပြောက်လမ်းလေးဆောက်နည်းပါဈေးတွေပါမလုပ်ဘူးလားဈေးကတော့ကိုရဲ့ဒီမှန်နေတော့မှလေဒီဈေးကမွေတို့ကွန်တိန်နာလိုက်ကိုဝယ်လို့ဒီဈေးတွေအကိုတို့ကိုပေးတာပြီးတော့အကိုလည်းတည်ရပဲမွေတို့အကွဲနာစာလုံးဝမပါဘူးလေတစ်ချက်ချင်းတွေရတယ်ဈေးကျော်က30ရတယ်သွေးကြောချက်30ရပြီသွေးကြောချက်30မွေဒီထက်ကနေထည့်ပေးမှာဟိုမှာအကိုမှာတဲ့ကလေးရလည်းရပြီပြီးသွားရင်တဲ့ကျူထရန်ကတော့အကိုကအချက်ကတော်တော်များတာဆိုတော့အချက်60မှာထားတာဆိုတော့လေဒါကျူထရန်ဟိုဘက်မှာလည်းရှိတယ်ဒါကတော့ကိုမနဲ့ရောင်းလိုက်လို့နည်းနည်းကုန်သွားတာဟုတ်ကျူထရန်ကထပ်ပြီးနဲ့လိုသေးတယ်ထပ်ယူအောင်ဟုတ်လားအဲ့ဆိုရင်လည်းမိုးဝေပို့ကန်နေကြအကိုထပ်ပြီးတော့ပြောလိုက်မယ်လေအားကြအကိုထပ်ဖြည့်လို့ရရပါဘောလိုင်းနာမှာလိုင်းနာလေးတွေကဟိုဘက်မှာကိုလိုင်းနာလေးကကိုဒီမှာဒါကတော့အကိုခု820ဆိုတော့အကိုမှန်တော့တင်လို့မရဘူးနော်ဟိုပါပဲလိုင်းနာပဲတင်သွားလိုက်မှာပေါ့အခုမှ AC ထောက်ပြီးတော့ပို့ပေးလိုက်နော်အဲ့ဆိုလိုင်းနာတင်သွားအောင်မလားပြီးတော့မှမှန်နေကြမှာမွေပို့ပေးလိုက်မှာတင်သွားလိုက်မယ်အဲ့ဆိုရင်လိုင်းနာ820ကိုတော့မွေတစ်ခါလေးတင်လိုက်တော့လိုင်းနာလေး46,500ပဲဒီမှာအရင်ဈေးထိုင်မဲ့ကိုထားပေးထားရယ်နော်ဒီမှာလေးဒီလေးကလက်သေးဘူးလားအကိုကလည်းတီးစမ်းနဲ့ဈေးမှန်တဲ့ဟာကိုပြောနေပြန်ပြီဒီကောင်ဒီဗရေတုံးလေးတွေကဘယ်လောက်ဖြစ်သွားလဲဗရေတုံးလေးတွေကကိုညီမတို့လေ210ပါရှင့်ဈေးကြပါဟုတ်လားဟုတ်တယ်ကိုဈေးလေးကြတယ်ဆက်ဆက်ကြီးလေးတွေလေဒီဘီးတွေရောဘီးနီလေးတွေကကို230ပါရှင့်230
230ဟုတ်ကဲ့ ဩငါရှာနေရဒီမှာဒီကောင် အော်အီရလို့အကိုလိုတာလား ဟုတ်တယ် အီရလို့လေးဆိုရင်တော့1200အကိုယူမယ်ဆိုရင်တော့ညီမ1190နဲ့ထားလိုက် ငါ မယ် လိုက်ရှာနေတာငါဒါလိုက်ရှာနေနေတော့အပြင်မှာမပြတာတော့ငါ့ အော်အကိုရင်ညီမလေး ဒီကောင်လည်းငါမှရှိသေးတယ် ဟုတ်ကဲ့ နော်ဒီကောင်လေးထက်ထည့်ပြီနော် ဟုတ်ကဲ့ကိုဟုတ်ညီမပေါင်ချလေးလေးမှာထပ်ထည့်ပေး ဒီကောင်လည်းလို့ပဲနော်ဒီကောင်3000တော့ယူလိုက် အော်ဟုတ်ကဲ့ကိုဟုတ် ဒါအစ်ထည့်ပြီနော် ဟုတ်ကဲ့ကိုပါကင်လိုက်ထည့်ပေးမယ်ဟုတ်ရှင်အကိုပေါင်ချလေးရပြီကို ဟမ် ပေါင်ချလေးကိုပေါင်ချရပြီလို့ဟုတ် ဟောရှာရပြီဆိုတော့ဟေးငါ့ကို business ကလေးလာခဲ့ပြီနော် အော်ဟုတ်ကဲ့ရှင်ကို ညီတော့တကတ်သေးလား business က အော်မဟုတ်ဘူးကိုဟိုကလေး 3ကလောက်လို့ကျင်းတာရလား ရတယ်ကိုဟုတ်ညီမ အားတငယ်ကျင်းတာငါပေးနေတယ် ဟုတ်ကဲ့ရှင်ကိုဟုတ် ဟုတ်တော့ဟဲ့နင်းတို့ဒီဟာလေးပါလေကစမလန်းလားပါငါစာမဖတ်တယ်တစ်ချက်တော့ ဟောအကိုအဲ့ဒါဇင်ကမာလမ်းမှာရှင်9ခွေမှတ်တိုင်မှာ က ရှိရ မ ပါ လန်းဒါ9ရက်ခွာလာတော့ ဟုတ်9ရက်ကွက်9ခွေမှတ်တိုင် ကေ ပေါ့ သားမျိုးနေတော့ပြီ9ခွေမှတ်တိုင်ခုနကငါလမ်းနေပြောက်လာလေ ဟုတ်ကဲ့ကိုဟုတ် မတော်သေးဘူးငါမှတ်တိုင်မှာငါတွေ့လိုက်စင်ကမလန်းဆိုတာလေ ဟုတ်ကဲ့ တွေ့လိုက်လို့ငါဝင်လာတာနေတို့ဒီတော့ဆိုင်အကြီးဖွင့်ထားပြီးတော့လေနေတို့ဘာဖြစ်လို့ဟိုကိုကဲမှတ်တော့မရှိဘူးလား အော် Google Map ခက်တယ် Google Map ရှိတယ်ကိုဟုတ်ညီမတို့လေပေလွှာအကောင့်လေးအကိုဈေးနှုန်းနဲ့တင်ပေးတဲ့အကောင့်မှာ Google Map ကလေးတင်ပေးထားပါတယ်ရှင် ကိုကဲမှတ်တင်ပြီးတာ ဟုတ်ကဲ့အဲ့ဒါလေးကြည့်ပြီးကိုလာလိုက်ရင်တော့ပိုအဆင်ပြေတာပေါ့အခုတစ်ခေါက်က ဒီဖုန်းနံပါတ်ဘယ်တောင်းလဲဆိုင် အော်အဲ့ဖုန်းနံပါတ်နှလုံးလုံး Viber သုံးပါတယ်ရှင်ကိုဟုတ် ငါဘိုင်ဘာခိုင်းလို့ရှိရင်ပို့ပြီးလို့ရလင့်ပဲ ဟုတ်ရတယ်ဟုတ်ရပို့ပေးလိုက်ပါမယ်ရှင်ဟုတ် Schweimated.